မင်္ဂလာပါဒီနေ့တနင်္ဂနွေညမှာရှင်မင်္ဂလာမဲ့ဖီဗာကလပ်ဝါကပ်ဒုတိယနေ့ပွဲစဉ်တွေရမှာပါမီရဲနဲ့ပိုတိုပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးခြင်းပါတယ်ဒီနေ့ညမှာတော့ပွဲစဉ်၄ပွဲရှင်မင်္ဂလာမှုရှိတဲ့နေရာမှာကျွန်တော်မမ်ဘာ၃ပွဲထွက်ပါတယ်ဒီနေ့ညမှာကျွန်တော်ရဲ့မမ်ဘာပွဲတွေကိုလာရောက်ဝေယူတဲ့အကူတို့အားလုံးအဆင်ပြေအကျိုးရှိစေရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်စိတ်ဝင်စားလို့မမ်ဘာပွဲတွေဝေယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာမြန်မာငွေ9000ကျပ်နဲ့ဝေယူလို့ရပါပြီဒီနေ့တနင်္ဂနွေ15ရက်နေ့ကနေပြီးတော့နောက်တစ်ပတ်တနင်္ဂနွေနေ့ထိ9ရက်တစ်ပတ်စာကိုမမ်ဘာဝင်ထားခြင်းနဲ့ဆိုရင်တော့9ရက်တစ်ပတ်စာကို3000ကျပ်နဲ့မမ်ဘာဝင်လို့ရပါပြီဒါကြောင့်စိတ်ဝင်စားလို့မမ်ဘာပက်ကစ်တွေကိုဝေယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3996988393ကိုဆက်သွယ်ပြီးတော့မမ်ဘာပွဲတွေဝယ်ယူနိုင်ပါတယ်ဗျာဒီနေ့ပွဲစဉ်မှာဘရာဇီးကိုစားပြုအသင်းတစ်သင်းဖြစ်တဲ့ပါမီယက်ကပေါ်တူဂီကိုစားပြုအသင်းတစ်သင်းဖြစ်တဲ့ပေါ်တိုကို level 40ရှုံးကိုဘော်တင်နှလုံး90ရှုံးသူဖွင့်နေပေးထားပါတယ်တောင်အမေရိကအသင်းတစ်သင်းကဥရောပအသင်းတစ်သင်းကို level 40ထိဈေးကြောပြန်ပေးနေရတော့ဈေးပြင်းနေလို့ကျွန်တော်သတ်မှတ်လို့ရပါတယ်ပါမီယက်အသင်းကိုကြည့်မယ်ဆိုရင်ပါမီယက်မှာကအရေးသွေးမြင့်ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ဘရာဇီးလူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ဘရာဇီးထိပ်တန်းလိထိပ်တန်းအဆင့်ဘရာဇီးစီးရီး A မှာထိပ်တန်းအဆင့်ရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဘလို့ပဲပါမီယက်ကဘရာဇီးမှာထိပ်တန်းအဆင့်အသင်းတစ်သင်းရှိတဲ့အသင်းဖြစ်ပြီးစီအောင်ပေါ်တိုလိုဥရောပအတွေ့အကြုံရင့်ကစားသမားတွေပိုင်ဆိုင်ထားတဲ့အသင်းတစ်သင်းကိုပါမီယက်အနေနဲ့လွယ်လွယ်ကူကူနိုင်ယူဖို့မလွယ်ကူနိုင်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ဒါပေမဲ့ဘာကြောင့်ပါမီယက်ကနေပြီးတော့ level 40ထိဈေးပြန်ပေးနေရလဲဆိုတော့ဘူဂီတွေကပါမီယက်နဲ့ပေါ်တိုမှာပါမီယက်ကပေါ်တိုထက်ပိုပြီးတော့ပိုကောင်းတယ်ပိုသားရဲဆိုတဲ့အတွေးကိုထိုးသားတွေထဲဝင်သွားအောင်လို့ပါမီယက်ကနေပြီးတော့ level 40ထိဈေးကြောဖွင့်ပေးလိုက်တယ်လို့ဈေးဖွင့်ပေးလိုက်တယ်လို့ကျွန်တော်ကတော့ယူဆချင်ပါတယ်ဒါပြင်ဒီအုပ်စုမှာမင်းညကရှစ်ပြန်ကစားသွားတဲ့အင်တာမိုင်ယန်ဘီနဲ့အဲဟာလီအသင်းတို့ကတေကျသွားခဲ့တာကြောင့်ပေါ်တိုကဒီနေ့ပွဲမှာပါမီယက်ကိုသာရှုံးသွားခဲ့လို့ရှိရင်ပေါ်တိုရဲ့နောက်လာမဲ့ပွဲစဉ်ကမက်ဆီပါဝင်နေတဲ့အင်ရှင်အသင်းလို့ပြောလို့ရတဲ့အင်တာမိုင်ယန်ဘီနဲ့တွေ့နေရတာကြောင့်ပေါ်တိုသာအင်တာမိုင်ယန်ဘီကိုအနိုင်မရခဲ့ဘူးဆိုရင်ပေါ်တိုကအုပ်စုဒီအုပ်စုကနေပေါ့နောက်တစ်ဆင့်တက်ဖို့အတွက်မဖြစ်နိုင်တော့ပဲအခြေအနေတစ်ခုကိုရောက်သွားမှာပါဒါကြောင့်ဒီနေ့ပွဲစဉ်မှာပေါ်တိုကပါမီယက်ကိုမနိုင်ရင်တော့မရှုံးအောင်ကစားလာဖို့လိုအပ်ပါတယ်ပါမီယက်ကတော့နောက်လာမယ့်ပွဲတစ်ပွဲမှာအဲဟာလီအသင်းနဲ့တွေ့နေရကြောင်းပါမီယက်ကဒီနေ့ပွဲစဉ်မှာပေါ်တိုမနိုင်ခဲ့ရင်တော့နောက်လာမယ့်ပွဲစဉ်မှာအဲဟာလီကိုနိုင်ယူခဲ့လို့ရှိရင်အုပ်စုတက်ဖို့အတွက်ခွင့်ရကြံနေဦးမှာဖြစ်ပါတယ်ဒါကြောင့်လည်းဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့ပေါ်တိုဘော်ဒီကိုပဲကြိုက်တတ်ပါတယ်ဘလို့ပဲပါမီယက်ကနေပေါ့ level 40ဈေးကြောပြန်ပေးနေပြီသေးဦးပေါ်တိုလိုဥရောပချန်ပီယံလိယူရိုပါလိမှာအတွေ့အကြုံရင်အသင်းတစ်သင်းကိုလွယ်လွယ်ကူကူမနိုင်ဖို့လွယ်လွယ်ကူကူအနိုင်ယူဖို့မလွယ်ကူဘူးလို့ပဲကျွန်တော်မြင်သတ်မှတ်ချင်ပါတယ်ဒါကြောင့်ကျွန်တော်ပေါ်တိုဘော်ဒီကိုပဲရွေးချယ်ပေးချင်ပါတယ်ပါမီယက်နဲ့ပေါ်တိုပွဲစဉ်မှာကျွန်တော်ပေါ်တိုဘော်ဒီတစ်ကြောင်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီနေ့ညမှာတော့ကျွန်တော်မမ်ဘာ3ပွဲထွက်ပါတယ်ကျွန်တော်ရဲ့မမ်ဘာ3ပွဲကိုဒီနေ့ညမှာလာရောက်ဝေယူတဲ့အကူတို့အားလုံးအဆင်ပြေအကျိုးရှိစေရမယ်လို့ကျွန်တော်အာမခံပါတယ်ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်စိတ်ဝင်စားလို့မမ်ဘာပွဲတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တညဆောင်မြန်မာငွေ9000ကျပ်နဲ့ဝယ်ယူလို့ရပါပြီဗျာဒီနေ့15ရက်နေ့တနင်္ဂနွေနေ့ကနေပေါ့နောက်လာမယ့်တနင်္ဂနွေနေ့ထိ9ရက်တစ်ပတ်စာမမ်ဘာပွဲတွေမမ်ဘာဝင်ထားခြင်းနဲ့ဆိုရင်တော့9ရက်တစ်ပတ်စာ3000ကျပ်နဲ့မမ်ဘာဝင်လို့ရပါပြီဒါကြောင့်ဒီနေ့တရက်စာဝယ်ယူခြင်းနဲ့ဆိုရင်တော့9000ကျပ်ကြားတဲ့မှာဖြစ်ပြီးတော့တစ်ပတ်စာမမ်ဘာဝင်ထားခြင်းနဲ့မမ်ဘာဝင်ထားခြင်းနဲ့ဆိုရင်တော့3000ကျပ်ကြားတဲ့မှာဖြစ်ပါတယ်ဒါကြောင့်စိတ်ဝင်စားလို့မမ်ဘာပက်ကစ်တွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3996988393ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာ Viber နံပါတ်3996988393ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမရှင်းတဲ့အကိုတို့အတွက်ကတော့ကျွန်တော်ရဲ့ TikTok bio လေးမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတင်ပေးထားပါတယ်ဗျာအားလုံးပဲအဆင်ပြေအောင်မြင်ကြပါသည်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်